ပြောင်းစိုက်ပျိုးရန်အတွက်အရေးကြီးတဲ့ချက်၃ချက်ဦးကြီးတို့ရေကျောင်းဆိုင်ပြောရမယ့်ရာသီချင်းလဲနီးလာပြီဆိုတော့အခုပြောပြမယ့်အချက်၃ချက်ကိုမမေ့နဲ့နော်နံပါတ်၁အချက်အနေနဲ့အရေးကြီးဆုံးကတော့မျိုးစေ့ရွေးချယ်မှုပါလာမယ့်ရာသီမှာအထွတ်နှုံးရလကောင်းတွေကိုရချင်တယ်ဆိုလို့ရှိရင်တော့အရေးသွေးကောင်းတဲ့အကြောင်းမျိုးကိုရွေးချယ်စိုက်ပျိုးတတ်ဖို့တော့လိုတာပေါ့ရှင်မျိုးစေ့ဆိုတဲ့နေရာမှာအရေးအသွေးအမခံချက်ရှိမရှိအပင်ပေါင်နှုံးကောင်းမကောင်းအထွတ်နှုံးတိုးမတိုးစတဲ့အချက်တွေကိုတေချာလေ့လာထားသင့်ပါတယ်ရှင်ဒီလိုအချက်တွေနဲ့ပြည့်စုံတဲ့ကြောင်းမျိုးဆိုလို့ရှိရင်တော့အများကြီးစဉ်းစားမနေနဲ့တော့နော်မျိုးစေ့အရေးသွေးအမခံချက်လည်းရှိအပင်ပေါင်နှုန်း90%ကျော်ပြီးတော့အထွတ်နှုန်းတစ်ဧကကို2500 3000ပိတ်တာတိထွက်တဲ့ NAS 828စံမျိုးပြောင်းကတောင်သူတို့အတွက်ရွေးချယ်သင့်ဆုံးပါပဲရှင်နံပါတ်2ချက်ကတော့မြေပြုပြင်ခြင်းပဲဖြစ်ပါတယ်။ကြိုတင်ပြင်ဆင်အောင်ပွဲဝင်ဆိုတဲ့ဆိုရိုးစကားအတိုင်းပဲပြောင်းစိုက်ပျိုးတဲ့အခါမှာမြေစီလွှာရဲ့အာဟာရဓာတ်တွေကိုကောင်းစွာဆုပ်ယူနိုင်စေဖို့မစိုက်ပျိုးခင်မှာမြေစီလွှာကိုကြိုပြီးတော့ထရေးကြိုပြင်ပေးထားပါမယ်ရှင်။ပြုပြင်တဲ့အခါမှာမြေမျိုးစားပေါ်ကိုမူတည်ပြီးတော့ထဲတစ်ဆက်ကနေ20နဲ့ထုံ20ကနေ40ထိလုပ်ပေးသင့်ပါတယ်။ရခင်သီးနှံအချင်းချန်နေနဲ့ပေါင်းမြတ်တွေကိုထဲစားခဲအောင်မြုပ်စီခြင်းအပြင်မြေဆွေးဓာတ်တွေကိုရရှိစေပြီးတော့ပေါင်းမြတ်တွေပေါက်တာကိုလည်းသက်သာစေမှာပါရှင်။နောက်ဆုံးတစ်ချက်အနေနဲ့ကတော့စိုက်ပျိုးနည်းစနစ်ပါပဲရှင်။အထွတ်နှုံးတိုးဖို့ဆိုတာမျိုးရည်သွေးကောင်းမှုနဲ့လည်းမလုံလောက်ပါဘူး။အထွတ်နှုံးတိုးစေဖို့အတွက်မိမိရည်မြေနဲ့ကိုက်ညီတဲ့စိုက်ပျိုးနည်းစနစ်ကိုမှန်ကန်စွာရွေးချယ်တတ်ဖို့လည်းလိုအပ်ပါတယ်ရှင်။မိမိစိုက်ပျိုးမဲ့မြေမျိုးစားပေါ်မူတည်ပြီးတော့တဧက3ရမယ်မျိုးစေ့နှုန်းထားပင်ချတန်းချအကွာအဝေးဆက်ဆိုင်လားလက်ဆိုင်လားစတဲ့နည်းစနစ်တွေကိုကြိုပြီးတော့ရွေးချယ်ထားရပါမယ်ရှင်။နောက်ပြီးတော့စိုက်ပျိုးချိန်မှန်ကန်ပြီးအချိန်ကြီးစိုက်ပျိုးနိုင်မှုအတွက်လည်းအရေးကြီးပါတယ်နော်။အခုပြောပြခဲ့တဲ့အချက်လေးတွေကတော့ကျောင်းဆိုင်တောင်သူတို့အတွက်ကျောင်းဆိုင်ရာသီမှာအထွက်တိုးစေပြီးတော့အထောက်အကူဖြစ်စေမယ့်အချက်လေးတွေပဲဖြစ်ပါတယ်ရှင်။ကျေးဇူးရှင်တောင်သူဦးကြီးတို့အနေနဲ့ကျောင်းဆိုင်ပြိုနည်းစနစ်တွေနဲ့ပတ်သက်ပြီးတော့အသေးစိတ်သိချင်နေဆိုရင်တော့ New Asia Facebook Page မှာပဲဖြစ်ဖြစ် Viber Group Channel မှာပဲဖြစ်ဖြစ်အသေးစိတ်ဆွေးနွေးမြင်လို့ရပါတယ်ရှင်။